မိုးဆိုးဘိုးတွေဆိုတာနယ်စပ်တောတောင်တွေမှာနာမည်ကြီးတဲ့ဝါရေးမိုးဆိုးတစ်ယောက်ပါတညမှာတော့သူဟာအရန်ကျန်းတဲ့တောဝက်ပတ်တောဝက်အုပ်စုနဲ့တိုးပြီးဝိုင်းတိုက်ခိုက်ခံရကတောထဲမှာတင်အစအနရှာမရပဲတည်ဆုံသွားခဲ့ပါတယ်ဘိုးတွေတည်ဆုံသွားပေမဲ့သူအသက်ထက်မြတ်နိုးတဲ့ရှေ့ထွက်ပြောင်းတနက်ရှည်ကြီးကတော့တစ်ပင်အောင်မှာကျန်ရစ်ခဲ့ပါတယ်အဲ့ဒီတနက်ကရိုးရိုးတနက်မဟုတ်ပဲဘိုးတွေရဲ့သွေးတွေစွန့်ပေနေတဲ့တနက်ကြီးပါရွာကဦးမြနဲ့သူ့သားမောင်ပိန်တို့သားဖားနှစ်ယောက်ဟာထင်းခွေဖို့တောထဲဝင်ရင်အဲ့ဒီတနက်ကြီးကိုတွေ့သွားကြတယ်။ဦးမြကဒါဘိုးတွေတနက်ပဲနှမျောစရာကြီးအိမ်ယူသွားပြီးတင်ထားရအောင်ဆိုပြီးအိမ်ကိုယူလာခဲ့ပါတယ်။တနက်ကိုအိမ်ဦးခန်းမှာချိတ်ထားတဲ့ပထမဆုံးညမှာနဲ့ဦးမြတို့သားဖားဟာအိမ်လို့မရတော့ဘူး။အိမ်အောက်မှာလေးလံတဲ့ခြေတံကြီးတွေကတညလုံးပတ်လျှောက်နေပြီးငါပစ္စည်းဆိုတဲ့တိုးတိုးလေးညီးတွားတန်ကိုကြားနေရတယ်။မောင်ပိန်ဟာတကောင်ရံမှာအလိုလိုထလာပြီးချိတ်ထားတဲ့တနက်ကိုပုတ်တက်နေတတ်တယ်။သူ့ရဲ့မျက်လုံးတွေကလည်းဘိုးတွေရဲ့မျက်လုံးတွေလိုမျိုးတောလိုက်နေတဲ့အကြည့်မျိုးဖြစ်နေတာကိုဦးမြကကြောက်လန့်တကြားတွေးလိုက်ရတယ်။ဦးမြရဲ့အိမ်မက်ထဲမှာဘိုးတွေကသွေးတန်ရဲရဲနဲ့ပေါ်လာတယ်။ငါမိမစီပြန်ပို့ပေး။မပို့ပေးရင်မင်းတို့သားဖောက်ကိုငါတနက်နဲ့အမဲလိုက်မယ်လို့ကြိမ်းမောင်းလိုက်ပါတယ်။နောက်တရက်မှာထူးဆန်းတာကကြီးစံမပါတဲ့အဲ့ဒီတနက်ကြီးတဲကနေမောင်းတင်တန်းတွေလိုလိုထွက်လာတယ်။တနက်ပြောင်းကလည်းဦးမြတို့သွားလေရာကိုအလိုလိုလဲပြီးချိန်ထားသလိုဖြစ်နေပါတော့တယ်။ရွာထဲမှာလည်းဘိုးတေရဲ့ဝိညာဉ်ဟာလှေကားထိပ်မှာတနက်ကြီးကင်ပြီးထိုင်နေတာကိုမြင်ရတယ်ဆိုတဲ့သတင်းတွေပြန့်လာတယ်။ဦးမြရဲ့အိမ်ဟာလည်းအကြောင်းမဲ့အေးစိမ့်လာပြီးမိဖို့ချောင်ကဓားတွေကလည်းသွေးရောင်တွေပေါက်နေပါတယ်။ဦးမြကမနေတာတော့ပဲတနက်ကိုဘိုးတေရဲ့မိန်းမစီသွားပို့ဖို့ဆုံးဖြတ်လိုက်တယ်။ဒါပေမဲ့လမ်းမှာတနက်ကြီးကတန်ချိန်ပေါင်းများစွာလေးလံနေသလိုခံစားရပြီးရှေ့ဆက်တိုးလို့မရအောင်ဝိညာဉ်ကနှောက်ယှက်ပါတော့တယ်။သူတို့လမ်းလျှောက်နေတော့ပတ်ဝန်းကျင်မှာလူမမြင်ရပဲတောဝက်တွေရဲ့အော်တန်ကြီးတွေနဲ့မြေကြီးတူးတန်တွေကဝိုင်းလာတယ်။ဒါဟာဘိုးတွေကိုတတ်ခဲ့တဲ့တောဝက်တွေကဝိညာဉ်တနက်နောက်ကိုလိုက်လာတာပါ။မောဟိုက်စွာနဲ့ဘိုးတွေရဲ့ရွာကိုရောက်သွားတဲ့အခါဘိုးတွေရဲ့ဇနီးဒေါ်မေကအိမ်ရှိမှာအတင်းဆောင်နေတယ်။သူမကညတိုင်းယောက်ျားကအိမ်မက်လာပေးတယ်သူ့တနက်ကိုသူစောင့်နေတာလို့ပြောပါတယ်။ဦးမြကကြောက်ကြောက်လန့်လန့်နဲ့တနက်ကိုဒေါ်မေရဲ့လက်ထဲကိုထည့်လိုက်တဲ့အချိန်မှာပဲတနက်ထဲကနေတက်ပြင်းချတန်ကြီးတစ်ခုထွက်လာပြီးတနက်ကပေါ်ပါသွားပါတော့တယ်။တနက်ကိုဒေါ်မေကအိမ်တွင်းနှစင်ပေးမှာထားလိုက်တဲ့အခါအိမ်ရှိမှာမတက်ရက်နေတဲ့ဘိုးတေရဲ့ဝိညာဉ်ရိပ်ကြီးကိုအားလုံးကမြင်လိုက်ရတယ်။သူကပြုံးပြီးတောထဲကိုပြန်ဝင်သွားပါတော့တယ်။ဦးမြနဲ့မောင်ပိန်တို့အိမ်ပြန်ရောက်တဲ့အခါမှာတော့အစောကခြောက်လန့်မှုတွေအားလုံးလုံးဝပျောက်ကွယ်သွားတယ်။သူတို့သားဖနှစ်ယောက်ဟာတောထဲကပစ္စည်းကိုဘယ်တော့မှမကောက်တော့ဘူးလို့တစ္ဆာဆိုလိုက်ကြတယ်။ဒေါ်မီကတော့အဲ့ဒီတနက်ကိုဘသူ့ကိုမှမပေးတော့ဘဲအမျက်တနိုးသိမ်းထားလိုက်တယ်။ကျေးလက်တော်ရွာတွေမှာမိုးဆိုးတွေရဲ့ပစ္စည်းဟာသူတို့ရဲ့ဝိညာဉ်နဲ့ထပ်တူကြနေတာကြောင့်အပိုင်စည်းဖို့စ조사ရင်ဘေးဒုက္ခရောက်တတ်တယ်ဆိုတာဒီဇလန်းကတက်တည်ပြနေပါတော့တယ်ဗျာ။